ဒီလမှာကျမကစားတာတွေအရန်ကောင်းနေရဆိုတော့ epic record ကိုလည်းဖောက်ကြည့်ပါဦးမယ်ရှင်လောလောဆယ်တော့ limited ကနေပြီးဖွင့်ရောင်းပေးနေတဲ့ career ဒီရေသူမ skin လေးကိုဝယ်လိုက်ပါဦးမယ်ရှင်ကျမမှာ career kitchen နဲ့ စားစု skin ရှိပေမဲ့လေဒီ skin ကို project လုပ်ကြမယ်လည်းမသိဘူးတိလားလိုချင်တာအရန်ကိုလိုချင်တာအဲ့ဒါမှခုတော့ဝယ်လိုက်ပါပြီရှင်ကဲ epic record ဖောက်မဲ့အစီအစဉ်လာပါပြီရှင်အရင်လိုမဟုတ်ပဲ event ပုံနဲ့ရောင်းချပေးနေရဖြစ်ပြီးတော့ကျင်တော့ပါမှာတော့ပါဘူးရှင်ကဲ 10 draw 30% နဲ့စပြီးဆွဲပါမယ်ဟဲ့အရှင်ပါသေးရလားအဲ့အရှင်ကြီးအရန်ကြတယ်ငါစိတ်မရှိဘူး skip ပြီးတော့တစ်ချိန်လှည့်ပါမယ်ရှင်ဒီ record တဲ့ကုန်ကြစည်ကိုကျမအဆုံးမပြပြပေးပါမယ်ရှင် diamond အနည်းဆုံးနဲ့ပောက်ပါသေးရှင်နောက်တစ်ချိန်နဲ့ဆို150နဲ့3ချိန်လောက်ဖြစ်ပါတယ်ရှင်ကျမတို့ diamond နဲ့အကုန်ယူနေနော် sauce ပောက်ပေးသီလား skin နဲ့မတရား free ပေးထားဆိုတော့ပေးတော့ပေးပါမလားမသိဘူးလှည့်လာတာအချိန်60နဲ့တစ်ချိန်ရှိသွားပြီနော်နေုံတရား free ပေးတဲ့ဟာယူလိုက်အောင်မယ်တကက်ပဲရတာဟဲ့အဲ့ဒါဆိုတစ်ချိန်ရင်လှည့်လိုက်အောင်မယ်အမလေးလှည့်နဲ့လက်တတောင်တုံလာပြီဘေးကအကွင်းပြေးဒီလှည့်ရမှာလားမသိလို့ကြပါအောင်ရှင်အမလေးအဘူးအမလေးပောက်သွားပြီကြာဒီ record ကျမ diamond စုစုပေါင်း980နဲ့ရတာဖြစ်ပါတယ်ရှင်အရန်တန်သွားပြီဘာလို့လဲဆိုတော့လေသူ့ရဲ့အာမခံတဲ့အချိန်ကြီးကအချိန်200ပြည့်မှာဒီ record တစ်ခုကိုရမယ်လို့ပြောထားတာအဲ့ဒါကိုကျမ82ချိန်နဲ့ရတာဆိုတော့အရန်တန်သွားပြီရှင်ဒီ record ကျမ aura လေးမှာတက်ပေးချင်တာအရန်ကြာလာနေပြီခုတော့တက်နိုင်သွားပြီရှင်နောက်တော့ကျမ fire record လည်းလိုချင်သေးတယ်ရှင်အဲ့ fire record ပေါအောင်ကျမလှည့်မှာဖြစ်ပါတယ်ရှင်ဒီ record ကဘယ်လောက်ကုန်လဲဆိုတော့ခမန်းပေးကြပါအောင်ရှင်ကျမတို့စလှည့်ပြီနော် record ပေါက်တော့မှဘယ်လောက်ကုန်သွားလဲဆိုတော့ကျမတော်ပေးပါမယ်ရှင်အခုတော့ကျမအကြမ်းမလှည့်ပြီနော်အချိန်200ပြည့်မှာပေါက်မှာဆိုလို့ရှိရင် diamond 3000တောင်ကုန်မှာဖြစ်ပါတယ်ရှင်ဟဲ့ရသွားပြီတော့ကျမအများကြီးလှည့်ရမယ်ထင်နေတာအချိန်80တောင်မပြည့်သေးဘူးရသွားတယ်ကြာခုနောက် record က82ချိန်နဲ့ရသွားတာပေါ့နော်အခု record ကအချိန်60နဲ့ရတာဖြစ်ပါတယ်ရှင်ဒီ record က900အတိကုန်သွားပါတယ်ရှင် record နှစ်ခုလုံးပေါင်းရဲ့တန်ကြီးက1880ပဲကျတင်ပါတယ်ရှင်ကန်ဆိုတဲ့သူတွေဆိုလို့ရှိရင်တော့ record နှစ်ခုပေါင်း6000လောက်ကုန်မယ်ထင်ပါတယ်ရှင်ဒီ clock wiggle ကြီးတော့ကျမမယူတော့ဘူးရှင်အဲ့ဒါကြီးကျမမကြိုက်ဘူးဘာမှလည်းမသိဘူး Leslie ရဲ့ experience skin နဲ့ဆိုလို့ရှိရင်တော့အဲ့ record ကလိုက်တယ်လို့ထင်တယ်ဝယ်အောင်ကောင်းမလားမသိဘူးနေပေါင်းဟဲ့နောက်နေ့ကျမပဲဝယ်တော့မယ်တော်ပြီ